စင်ဝေးရန်ရှောင်စကားပြောနီကြားခဲ့သောကာလလွန်လေပြီးသောအခါကဘုရင်မင်းကြီးတို့၏ညီတော်အိမ်ရှိမင်းသည်နောင်တော်အားခွင့်တောင်းကကျောင်းတော်ကြီးတစ်ဆောင်ကိုဆောက်လုပ်၏လှုပ်ဆောင်ပြီးသောအခါကျောင်း၌များကိုရင်းမအောက်မှမြေကြီးသို့ထိသည့်တိုင်ရွှေချထားစေ၏တနေ့တွင်မြို့ဝန်သည်ရွှေချထားသည့်တိုင်များကိုမြင်လျှင်အိမ်ရှိမင်းသည်မင်းဣဂရိတ်ကိုတူပကတိုင်များကိုမြေသို့ထိရွှေချထားသည်မဟုတ်ရွှေချထားသည်မှာမသင့်ဟုအိမ်ရှိမင်းကိုမပန်ကြားဘဲတိုင်မှရွှေများကိုဖျက်စေ၏ထိုအကြောင်းကိုအိမ်ရှိမင်းသိသွားသောအခါဘယ်သူသည်ငါ၏ကောင်းမှုကိုဖျက်ဆီးလေသနည်းဟုမေး၏မင်းကြီးများကမြို့ဝန်မင်းမိန့်ဖြင့်ဖျက်ဆီးသွားကြကြောင်းပါဗျာဟုလျှောက်ကြ၏အိမ်ရှိမင်းသည်အမျက်ပြင်းထန်စွာထွက်၍မြို့ဝန်မင်းကိုခေါ်ကာမေးလေ၏မြို့ဝန်တင်သည်ငါ၏ကောင်းမှုတော်ကိုဘယ်ကြောင့်ဖျက်ဆီးပြီးသနည်းမြို့ဝန်သည်လည်းခွင့်မပန်ကြဘဲလှုပ်လိုက်မိသည့်သူ၏ပြစ်ကိုသိမြင်ကအမှန်တိုင်းလျှောက်ထားလိုက်လျင်ပိုမို၍ပင်အမျက်ထွက်စေဦးမည်ဟုတွေးမိသောကြောင့်နားခံလာ၍အိမ်ရှိမင်း၏နှလုံးသားနူးညံ့သွားအောင်ပြုပြီးမှလျှောက်ထားမည်ဟုစိတ်ကူးလျက်မှန်ပါရှင်အိမ်ရှိဆန်ဖျားနောင်တော်ရွှေနန်းရှင်ဖျားသည်လူပြည်ညီ၍နတ်ထီးဆိုင်တော်မူသောအခါနောင်တော်ဖျား၏အရိုက်အရာကိုဆက်မြင်ရသည်မှာအရှင်အိမ်ရှိဆန်ဖျားဖြစ်ပါ၏သို့ပါ၍အရှင်အိမ်ရှိဆန်ဖျားသည်ယခုအိမ်ရှိဆန်အရှင်ဘဝမှာကျောင်းတိုင်းများကိုမြေသားအထိရွှေချလိုက်လျင်နောင်ကအထွတ်မြတ်တို့ရောက်တော်မူသောအခါ၌ဤသို့ပင်ထက်တူလူတော်မူပါလျင်ယဟန်ရှင်တို့ကအိမ်ရှိဆန်ဘဝကလူတာထက်မင်းဣဂရဘဝကိုရောက်လာမှလူတာဘာမှမထူကြဘူးအတူတူပဲလို့မကွာမပြားခြားနာခြင်းမရှိလေဟုဝေဖန်ပြောဆိုမှုမရှိကြရအောင်မြေသားအထိရှိနေသည့်တိုင်မှရွှေများကိုဖျက်ဆီးလိုက်ရကြောင်းပါအရှင်အိမ်ရှိဆန်ဖျားနောင်ရွှေထီးရွှေနန်းကိုစိုးစံသောအခါသို့ရောက်မှဤသို့သောမြေကြီးထိရွှေချထားသောကျောင်းတော်ကြီးကိုထူးခြားသောကောင်းမှုတော်ကြီးဖြင့်ဆောက်လုပ်လှူဒန်းပါမှပြည်သူရှင်လူယဟန်တို့အံ့ဩချီးကျူးပွဲရှိလျလေအောင်စီမံလိုက်ရခြင်းဖြစ်ပါကြောင်းဖျက်ဆီးခြင်းဆန္ဒဖြင့်ပြုလုပ်ခြင်းတော့မဟုတ်ပါကြောင်းဟုစောက်တင်လေ၏ထိုအခါမှအိမ်ရှိမင်းသည်မြို့ဝန်သည်ငါ၏အကျိုးအတွက်ဆောင်ရွက်ခြင်းဖြစ်ပေသည်ဟုသဘောတော်ရကအမျက်ပြေးသွားလေ၏စင်သည်ဝဲမည်ဟုလာလိုက်လျင်ရဲ၍နေ၍မရအာကြီးသောတိရစ္ဆာန်ဖြစ်၍ဘေးရောက်မည်ဖြစ်၏ထို့ကြောင့်ရက်ခံမနေပဲလွှဲဖဲ့တိမ်းရှောင်၍လွတ်ရသို့ကိုယ်ကောက်လှည့်ပတ်ကပြေးသောအခါမှတက်ချမ်းသာရာရကြပြီးတကဲ့သို့မိမိအားဘေးရောက်စေမည်စကားကိုရှောင်လွှဲ၍ပြောဆိုခြင်းမှာစင်ဝေးရန်ရှောင်စကားပြောနည်းဟုမည်ပေ၏တောင်သူရာခုတ်စကားပြောနည်းမိတ်ဖိလပြည်ဝိတိဟရမင်းကြီးသည်တေနကဒေဝနပကုတကာမိန်ဒဟူသောအမတ်ကြီး၄ဦးနှင့်မွေးစားသားမဟာတထတို့အားတနေ့သောအခါတွင်အချင်းတို့ဥစ္စာရှိသူနှင့်ပညာရှိသူနှစ်ဦးတွင်ဘယ်သူကမြတ်သည်ဟုမေးတော်မူ၏ထိုအခါတနေ့ကမြတ်ကဥစ္စာရှိသူသာမြတ်ပါကြောင်းဟုဆို၏မဟောတထကပညာရှိသူသာမြတ်ပါကြောင်းဟုဆို၍မင်းကြီးသည်ပြောတော်မူကားဘယ်နဲ့လဲတေနကအမတ်ကြီးရဲ့ဟုထည့်၍မေးကထိုအခါအမတ်ကြီးကမဟောတထသည်မင်းတို့ရဲ့ပြင်မစင်သေးသည်တငယ်မျှပင်ဖြစ်ပါသောကြောင့်နားမလည်၍ပြောခြင်းဖြစ်ပါသည်မဖြစ်နိုင်ပါအရှင်မင်းကြီးလောက၌ဥစ္စာမရှိသောလူကိုသာပညာရှိသောသူများကခါဆနေကြသည်မှာများပင်ဖြစ်ပါ၏ဥစ္စာရှိသောသူသာလျှင်မြတ်ပါကြောင်းရှင်ဖျားငါသာမဟုတ်တာအဘယ်သို့ဆိုမည်နည်းဟုမင်းကြီးကမေးပြန်လျက်မဟုတ်တာကအမတ်ကြီးသည်အမှန်ကိုမသိ၍ပြောဆိုခြင်းဖြစ်ပါသည်ဥစ္စာသာရှိရပညာမရှိသောသူတို့သည်နားဖျားမကျန်းရှိသောအခါယောဂပြောက်ကင်းရန်အတွက်ဆေးဟူရာပညာတတ်ကျွမ်းဟုသူပညာရှိများကိုစီကက်ကခစားရပါသည်ထို့ကြောင့်ပညာရှိသူသာလျှင်မြတ်ပါကြောင်းဟုဖြေဆို၏အတော်နည်းအမတ်ကြီးဟုမင်းကြီးကမေးပြန်၏မဟုတ်တထသည်တွေးကြုံနေပါလိမ္မာရှားပါသေး၍ဆိုခြင်းဖြစ်ပါသည်တီးပွင့်နှင့်ပြေဆုံးသည့်စားသုံးပင်ကိုငှက်ပေါင်းတို့မိခိုနေရတဲ့ကဲ့သို့ဥစ္စာရှိသောသူကိုသာလူခတ်သိန်းတို့မိကိုခစားရပါသည်ထို့ကြောင့်ဥစ္စာရှိသူသာမြတ်ပါကြောင်းဖျားဟုအမတ်ကြီးကလျှောက်ပြန်၏ထိုအခါငါသာမဟုတ်တထသဘောနည်းဟုမင်းကြီးကမေးပြန်၏မှန်ပါဥစ္စာရှိသူသာမြတ်သည်မှာအချံပန်များစွာပြောနေသည့်အမြတ်ကြီးသည်ခွင်ရကြီးနှင့်တူပါ၏ညနေသောခွေးကြီးများသည်ထမင်းစုပ်ရှိရာအစာရှိရာတို့မှဝိုင်းအုပ်နေကြတဲ့ကဲ့သို့တစ်ခါအမြတ်ချမ်းသာမှုကိုသာ
မျက်နှိုးသိကြရ၏ဥစ္စာသာရှိ၍ပညာမရှိသောလူမိုက်တို့သည်ကုသိုလ်အကုသိုလ်ကိုလည်းမသိအကုသိုလ်တရားကြောင့်ဘယ်သို့ကြာရောက်တတ်သည်ကိုလည်းမမြင်ပညာရှိသောသူတို့မှာအကုသိုလ်တရားကိုသိ၍ကုသိုလ်တရားကိုကျင့်ကြ၏ကုသိုလ်တရားကိုကျင့်ကြသောကြောင့်ကောင်းရာတကုတိသို့လာကြသူများသည်ပညာရှိသောသူများဖြစ်၍ပညာရှိသူသာလျှင်မြတ်ပါကြောင်းဟုမဟောတထကလျှောက်သည်တေနကအမတ်ကြီးတို့ဘသို့နည်းမဟောတထဆိုသည်မှာမှန်တယ်လို့ဟုမင်းကြီးကမေးပြန်၏အရှင်မင်းကြီးမဟောတထသည်ဟုတ်မှန်ရာကိုမသိ၍မျက်မမြင်အကန့်ကဲ့သို့မမြင်ဆန်းပြောဆိုခြင်းသာဖြစ်ပါ၏လောက၌မြေကြီး9သွဲမြင့်ငယ်900တို့သည်ရေစင်ပြည့်လျက်ရှိသည့်မဟာသမုဒ္ဒရာကြီးတဲ့တို့စုပေါင်းလာကြရတကယ်တော့လူပေါင်းတို့သည်ဥစ္စာရှိသောသူရန်တို့အမြဲခစားလာရောက်ကြပါသည်ရှေးသောအခါကကောဝိနာတထေဆိုသူသည်သူ၏ကတွင်မှမကောင်းသောအရေးများကြသည်ကိုနတ်သမီးအစင်းနှင့်သူသည်မေဘငယ်တို့သည်ဝကောင်းစရာတို့ကိုဝတ်ဆင်ကကြီးညိုပန်းတို့ဖြင့်ကြာညိုပန်းတို့ဖြင့်အလှဲ့ကျတုပ်ရပေးရပါသည်ဤသည်ကိုထောက်၍ဥစ္စာရှိသောသူသာမြတ်ပါကြောင်းဖျားဟုအမတ်ကြီးအားလျှောက်၏တို့နီသားတော်ဟုဝိတေဟေမင်းကြီးကမေးပြန်၏ထိုအခါမဟောတထာကလည်းဖြေပြန်၏တေနကအမတ်ကြီးသည်လူကြီးဖြစ်ပါတော့လဲလူကြီးမိုက်ဖြစ်ပါသည်မဟာသမုဒ္ဒရာမြေသည်ကမ်းဆက်သို့ရောက်လျင်ပျောက်၏ကမ်းကိုမလွတ်နိုင်ထို့သူဥစ္စာသာရှိ၍ပညာမရှိသူသည်တပင်ပွဲလေတို့ရောက်လျင်သူတစ်ပါးတို့နောက်ကနေရ၏ရှာမရှိသောငါးကဲ့သို့စိတ်လက်သားနေရ၏ပညာရှိသူတို့သည်ပွဲလေမှတင့်တယ်၏အနှစ်ရှိသောစကားကိုပြောနိုင်၏လူတကာတို့သည်ချီးမွမ်းခြင်းကိုပြုကြ၏ကောဝိနာသည်အရေရွယ်ယိုတက်သောကြောင့်ပွဲလေမှနေခြင်းခါမထိုင်ပမာဆိုလျင်ဥမင်တွင်၌ပစ္စည်းများရှိပါတော့လဲစီမီဟုသောအလင်းကိုရမှသာရွေးချယ်ယူဆောင်နိုင်ပါသည်စီမီလင်း၏လင်းကိုမရနိုင်ရင်ဘယ်သူမှမယူဆောင်နိုင်ပါဥစ္စာရှိ၍ပညာမရှိသောသူသည်စီမီနှင့်အတူသောပညာနှင့်ကင်း၍ချမ်းသာမှုကိုမရနိုင်ထို့ကြောင့်ပညာရှိသောသူသာမြတ်ပါကြောင်းတေနကအမတ်ကြီးတို့နည်းဟုမင်းကြီးကမေးပြန်သောအခါတေနကအမတ်ကြီးကအားထုတ်၍ဥစ္စာသည်လားမြတ်သည်ဟုထပ်ဆိုပြန်၏ရှင်မင်းကြီးမဟောတထသည်ဘာကိုမျှမလေးလာမမြင်မသိ၍မှားယွင်းပြောဆိုစွာခြင်းဖြစ်ပါ၏အရှင်မင်းကြီးသည်မိထီလာပြည်ကြီး၏ရွှေထီးရွှေနန်းကိုပိုင်ဆိုးသည့်ဥစ္စာရှင်စည်းစိမ်ရှင်ဖြစ်သောကြောင့်ကျွန်တော်တို့ဒုက္ခမိတ်ပညာရှိတို့သည်ဥစ္စာရှိသောရှင်မင်းကြီးအားနေတိုင်းပင်လာရောက်၍ခစားနေကြရပါသည်ရှင်မင်းကြီးအားမဟောတထသည်ဤသည်ကိုမသိ၍သူရုပ်တို့၏စကားကိုသာထက်ကဖြင့်ပညာရှိသည်ကမြတ်သည်ဟုပြောဆိုနေပါသည်အတို့နီငါသာမဟောတထအပင်ဆိုမည်နည်းဟုမင်းကြီးကမေးပြန်၏အမတ်ကြီးသည်ဘာကိုမျှမသိသူဖြစ်၍ပြောနေခြင်းသာဖြစ်ပါသည်လောက၌ပွင့်တော်မူကြုံကြသည်တပညုဖျားရှင်တို့သည်တချင်ရွေးမှသာလျှင်ဥစ္စာကိုမှမိတော်မူပါသို့သောပြည်တော်ထီဆောင်နန်းနေပေါင်းတို့သည်ညွတ်သွားပူဇော်ကြရပါသည်လူပြည်နတ်ပြည်ဗမာပြည်မှစ၍နဂါးကလုံးဂုံပန်ရခတို့သည်လည်းထိုဘုရားရှင်နှင့်တကွသောပစ္စေကဗုဒ္ဓယဟန္တာစသည့်ပညာရှိသူတော်များတို့အားခစားပူဇော်နေကြပါသည်သို့ပါ၍ပညာရှိသာလျှင်မြတ်ပါကြောင်းဟုမဟုတ်တထသည်ကေတရာဇချင်းလေးမင်းဟောက်သည်တို့လျှောက်တင်လျက်တို့နီအမတ်ကြီးဟုတေနကအမတ်ကြီးကိုမေးသည်တေနကအမတ်ကြီးသည်ရေကုန်၍အိုးကြီးသာရှိနေသူကဲ့သို့၎င်းစပါးကုန်သွားသည့်တင်းတောင်းကဲ့သို့၎င်းပြင်လဲခြေဆိုရန်စကားမရှိသောကြောင့်ဦးကောင်းကိုငိုက်ကွာမျက်လွှာကိုချ၍စိတ်နေလေတော့သည်ထိုအခါမင်းကြီးကပညာရှိမှတ်သည်ဆိုတော့သည်တားတော်ဤစကားသည်မှန်၏ဤလောကသုံးပါးတွင်အတုမရှိတပညုတဉဏ်ကိုရတော်မူရသောဘုရားရှင်တို့ထက်ဘယ်သို့သောဥစ္စာရှိသူသည်မြတ်ပေအံ့နေထို့ကြောင့်ဥစ္စာရှိသူထံပညာရှိသောသူသည်မြတ်ပေ၏ဟုဆိုကမဟောတထအားများစွာသောဆုလက်တို့ကိုပေးတော်မူလေ၏တောင်သူတို့သည်ရာခိုးကြတွင်ခြုံနွယ်ပင်ငယ်များစွာကိုရှင်လင်းတုံးတင်ပြီးသောအခါမှာတပည့်ကြီးကိုခုတ်လဲကြတကယ်သို့စကားပြောရာတွင်စကားငယ်များစွာကိုဦးစွာပြောဆိုပြီးနောက်စကားကြီးများကိုနိုင်နှင်းစွာပြော၍မိလိုရာသို့ရအောင်ပြောဆိုတတ်ခြင်းသည်တောင်သူရာခုတ်စကားပြောနည်းဟုမိပေ၏
ကျက်ဆုပ်ခွပြည့်စကားပြောနည်းမြန်မာရဇဝင်တွင်အင်းဝနေပြီးတော့မှအမြတ်ပညာရှိနှင့်ရခိုင်နေပြီးတော့မှပညာရှိမှတ်တို့စကားစစ်ထိုးကြသောအခါရခိုင်ပညာရှိကမြေဝတီပြည်ကြီးတညဝတီပြည်ကြီးသည်နတ်ပြည်ကဲ့သို့တာရ၏ဆန္ဒဟုမြပြည့်စုံသောကြောင့်တညဝတီပြည်သားတို့သည်ရာရာ၌ပြည့်စုံကဒါနသီလစသောကုသိုလ်ကောင်းများကိုပြုလုပ်ခြင်း၌သာမွေ့လျော်ကြသည်ရွှေနှန်းရှင်မင်းမြတ်မှလည်းမင်းကျင့်တရား10ပါးနှင့်အညီကျင့်တော်မူသည်ဖြစ်၍တိုင်းနိုင်ငံသားတို့သည်ယောဂဗျာမရှိဘဲအေးချမ်းစွာနေကြရသည်ဟုပြောဆိုလေ၏ထိုအခါအင်းဝပညာရှိအမတ်ကြီးသည်မိမိအားထိခိုက်ညှိစွန်းနေစေသောစကားတို့မဟုတ်၍ဟုတ်ပါလိမ့်မည်ဟုမှန်ပါလိမ့်မည်ဟုဆိုလေ၏ထို့နောက်အင်းဝပညာရှိအမတ်ကကျွန်ုပ်တို့၏အင်းဝနိုင်ငံတော်ကြီးသည်စီပင်သာယာဝပြောလွန်းပါ၍12ရာသီပတ်လုံးအလှူဒါနပွဲလမ်းသဘင်စသည်များမပြတ်ပေါ်များလှသောကြောင့်မည်သူတဦးမှပွဲမကြည့်ကြတော့ချေဟုဆိုလျင်ရခိုင်ပညာရှိအမတ်ကြီးကအမြတ်ပညာရှိပြော၍ကြားသိရပါလေတို့ရတွင်ကျွန်တော်အင်းဝပြည်သို့ရောက်နေသည့်တွင်အင်းဝသူအင်းဝသားတို့သည်ကျွန်ုပ်အားတိုးဝေလာရောက်၍ကြည်နေသည်ကိုမြင်လိုက်ရသည်ဘယ်ကြောင့်မှနေဟုမေးလေ၏ထိုအခါအင်းဝပညာရှိအမတ်ကပြန်ဆို၍မှာအမတ်ဒုက္ခမိန်လာစဉ်ကအင်းဝသူအင်းဝသားများတိုးဝေလာရောက်ကြည့်ရှုကြသည်ကိုအမတ်ဒုက္ခမိန်ပြောသည်မှာဟုတ်ကောင်းဟုတ်လိမ့်မည်အင်းဝသူအင်းဝသားတို့အားသဘောကအင်းဝရွှေနှန်းရှင်၏မင်္ဂလာစင်တော်ကိုရွှေကြိုးရွှေကတင်ပြီးအသေးမှုတ်များနှင့်နေတိုင်းမပြတ်တုံးချရေကြသည်ကိုပင်ကြည်ကြရှုကြသူတယောက်မှမရှိခြင်းတိုင်းတောစင်ရိုင်းကိုယူလာသည့်အခါမျိုးဆိုရင်ကြိတ်ကြိတ်တိုးတိုးနှင့်ကြည့်ရှုတတ်ကြ၏ယခုလည်းအမတ်ဒုက္ခမိန်ကိုလူရိုင်းဆိုင်ဖြစ်သည်ဟုထင်၍လာရောက်တိုးဝေးကြကြည့်ခြင်းဖြစ်လိမ့်မည်ဟုဆိုလျင်ရခိုင်ပညာရှိမတ်ကြီးသည်ငါ့ကိုစကားတစ်ချက်စီးမိပေပြီဟုဆိုကအရှုံးပေးလိုက်ရလေသည်ကျက်တို့သည်ချင်းချင်းခိုးကြသည့်အခါရှေ့တိုးနောက်ဆုတ်ပြုလျက်စီးမိမှသာခိုးတကဲ့သို့စကားပြောဆိုရာ၌လည်းသူ့လိုကိုလိုက်တန်၍လိုက်ပြီးစီးမိပြီဆိုသောအခါမိမိအလိုကိုရောက်အောင်ပြောဆိုခြင်းတို့သည်ကြက်ခုတ်ဆွပြည့်စကားပြောနည်းကြက်ဆုပ်ခွပြည့်စကားပြောနည်းဟုညီပေ၏ရေစစ်ကြစကားပြောနည်းရှေ့သောအခါကအဖိုးအိုတို့သည်ဖိုးအိုတယောက်နှင့်တငယ်4ယောက်တို့သည်ယုံနှန်းစကားပြောကြပေ၏ပထမဆုံးတငယ်ကသူသည်အမိဝန်၌ပရိသတေရှိနေစဉ်အမိသည်ချင်းသီးစားခြင်းနေသည်ကိုသိ၍အမိဝန်မှခေတ္တထွက်လာကချင်းသီးကိုရှာ၏တွေ့လျင်အမိကိုပေးပြီးမှအမိဝန်ထဲကိုဝင်နေလိုက်၏ဤဖြစ်ကိုအမိသည်လုံးဝမသိချေဟုဆိုကငါပြောသည်ကိုယုံကြသည်ပါလားဟုမေး၏နားထောင်သူများကယုံကြပါ၏ဟုဆိုကြလေ၏ယုံနှန်းစကားပြောကြရာတွင်မယုံကြသူသည်ကျွန်ခံစရန်ဟုပြောထားသည်ဖြစ်၍မယုံကြည်လောက်အောင်ပြောတော့လဲကျွန်ခံရမည်ဆို၍ယုံကြည်ပါ၏ဟုပြောကြစမြဲဖြစ်ရ၏ထို့နောက်ဒုတိယတငယ်သည်ဆက်၍ပြောလေ၏ငါသည်တနေ့တော့တခုသောနေ့ကမကြီးသည်စားခြင်း၍မကြီးသည်ခုမည်ဟုမကြီးပင်ရှိရာသို့သွား၏သို့သောမကြီးပင်ပေါ်မတက်နိုင်သောကြောင့်ခြင်မကိုကင်၍လှုပ်ပစ်လိုက်ကမကြီးပင်သို့ငါရောက်သွား၏မကြီးသီးများကိုငါခူးရာ10တင်းခန့်ရလေ၏ထိုမကြီးသီးများနှင့်ဆင်းမြည်ပြုသောအခါမဆင်းနိုင်တော့၍အိမ်အားလှေကားကိုပြန်ယူကာလှေကားထောင်ကာဆင်းတော့မှဆင်းလာနိုင်တော့သည်ငါပြောသည်ကိုယုံကြပါသောဟုမေး၏နားထောင်သူများကယုံကြပါ၏ဟုဆိုကြလေ၏ထိုနောက်တတိယလူငယ်ကဆက်၍ပြောလေသည်သူသည်တနေ့တစ်ခါကငါဟင်းစားခြင်း၍မြည်ရည်ထဲသို့ငုံ၍ငါဖမ်းလေရာငါကြီးတစ်ကောင်မိလေ၏တို့ရတွင်ထုံငါကြီးကိုရေပေါ်သို့မယူနိုင်သောကြောင့်ရေထဲ၌ပင်ငါကိုမိဖုတ်၍စားခဲ့သည်ယုံကြည်ကြပါလောဟုမေးကအားလုံးကယုံကြည်ကြပါ၏ဟုဆိုကြလေ၏ထို့နောက်သရောရမြောက်လူငယ်ကပြောလေသည်မှာငါတို့နေသောအိမ်သည်အလွန်မြင့်လေ၏ထို့ကြောင့်ငါတို့အိမ်၌နေသည့်ပြေဝဆိုသောကျွန်မသည်အိမ်ပေါ်၌သားဖွားလေရာဖွားစားသာသည်အိမ်ရန်ပေါက်မှအောက်သို့ကျသွားသောအခါထိုကလေး၏စပင်များဖိုးဖြူသောအရွယ်သို့ရောက်မှအိမ်အောက်သို့ကျတော့သည်သို့သောထိုကလေးသည်မကျိုးမပဲမသိမကြေပဲအကောင်းပတိရှိသည်ယုံကြည်ကြပါ၏လောဟုမေး၏အားလုံးကယုံကြည်ကြပါ၏ဟုဆိုကြလေ၏တငယ်4ယောက်တို့ပြောကြပြီးမှအဖိုးအိုလည်းဖြစ်၏မှအဖိုးအိုသည်သူ၏ယုံနှန်းစကားကိုပြောလေ၏အဖိုးကရာသမားကွယ်အ
ဖိုးရတဲ့တွင်ဝါပင်တွေစိုက်ထားတဲ့ထူးထူးဆန်းဆန်းကွယ်ဝါပင်ကြီးတစ်ပင်ကခြားဝါပင်တွေထက်တန်ဆွမ်းကြီးမာတဲ့အပြင်အကိုင်းလေးကိုင်းထွက်နေတယ်ထွက်လာပြီးအကိုင်းတစ်ကိုင်းစီမှာဝါသီးတစ်လုံးစီတီးနေကြတယ်ကွယ်ကြာတော့အဲ့ဒီဝါသီးတွေထဲမှာတငယ်တစ်ယောက်စီပေါ်လာတယ်အဖိုးလဲလူငယ်၄ယောက်ကိုချစ်လွန်းလို့ကောင်းကောင်းမွန်မွန်စောင့်ရှောက်ကြွေးမွေးထားတယ်ဒါပေမဲ့တငယ်၄ယောက်ကအရွယ်လဲရောက်အဖိုးစီကထွက်ပြေးကြတယ်ကွယ်အဲ့ဒါကြောင့်ဒီတငယ်၄ယောက်ကိုမနာမနေအဖိုးလိုက်ရှာမှာအခုမှပဲမင်းတို့၄ယောက်ကိုတွေ့တော့တယ်မင်းတို့အားလုံးကဝါသီးကပေါက်လာကြတဲ့တငယ်တွေဖြစ်လို့ငါကြွနေကြီးဖြစ်တော့တယ်တငယ်သူတို့၄ယောက်ကိုငါအမိပေးထားတာစတ္တနန္ဒစိတ်တနန္ဒကုမာရပါတိတာတဲ့ဒါကြောင့်မင်းတို့၄ယောက်9နှစ်လိုက်ခဲ့ကြ900ထဲမှာကျွန်းခံကြရမယ်။ကိုင်းအဖိုးပြောတာကိုယုံကြည်ကြပါ၏လို့ဟုမေးရင်တငယ်တို့မှယုံကြည်ကြပါ၏ဟုဆိုပြန်ရင်လေအဖိုးခေါ်ရတို့လိုက်ကကျွန်းခံရတော့မယုံကြည်ဟုဆိုပြန်ရင်လည်းမယုံကြည်ဟုဆိုရင်ကျွန်းခံစရန်ဟုဂရိပြုထားသည်ဖြစ်၍စကားခုံးများပင်မတုံ့ပြန်နိုင်ကြတော့ပဲဖိုးအိုနောက်တို့ကျွန်းဖြင်းလိုက်ပါသွားတော့သည်ယဟန်တော်များသည်အသုံးပြုသည်ရေစစ်ဓမ္မကရိုင်ကိုရေတွင်နှိပ်၍ရေပြေးလာသောအခါမှာလေပေါက်ကိုလက်နှင့်ပိတ်ဆို့၍ဆွဲယူလျင်ရေမထွက်နိုင်တော့ပဲရေပြေးပါလာရပြီးကဲ့သို့စကားပြောဆိုရာတွင်သူစကားကိုပိတ်မိအောင်ပြုပြီးမှမိမိလိုသို့တခါတည်းဖြင့်ပါလာအောင်ပြောဆိုခြင်းသည်ရေစစ်ကရားစကားပြောနည်းဟုမည်ပေ၏ကတ်တင်မောင်းနှင်းစကားပြောနည်းလွန်လေပြီးသောအခါကလူဆိုးတယောက်သည်မင်းမှုတမ်းများအားရိုင်းပြစွာပြောဆိုသောကြောင့်သူ့အားဖမ်းဆီးချီနှောင်၍ထူထောင်ရိုက်နှက်မည်ပြုသည်မှာထိုလူဆိုးကငါသည်ခြားသူမဟုတ်မင်းဆရာတော်ဖြစ်သည်တောင်မလူဆရာတော်ဤတူရင်ဖြစ်၏ဟုပြော၏မူမှန်များကတောင်မလူဆရာတော်ဤတူဆိုလျင်လက်မလွတ်ကြစေရန်ဆရာတော်အားလျှောက်ထားပြသကြအောင်ဟုတရိပ်ပေးလျင်မင်းမှုရများသည်လူဆိုးအားဆရာတော်ထံမှောက်သို့ခေါ်သွားပြီးကဆရာတော်ဘုရားဤလူဆိုးသည်သူသည်ဆရာတော်ဤတူရင်ဖြစ်သည်ဟုဆိုရပါသည်ဟုတ်သည်မဟုတ်သည်ကိုမင်းရှိတော်မူပါဘုရားဟုလျှောက်ထားကြ၏ဆရာတော်ဘုရားကြီးငါသူမဟုတ်ဟုဆိုလိုက်လျင်ထိုသူဒုက္ခတွေ့တော်မူငါသူမှန်၏ဟုဆိုပြန်လျင်မူသာမလို့ဟုဆင်ခြင်တော်မူကစကားနှစ်ဖက်ဆုံးမှာတို့ရလေအောင်ငါသူမဟုတ်ဟုထိုသူကိုမြည်သူကဆိုသည်နည်းဟုမိန်တော်မူလိုက်လျင်မင်းမှုရများဟာနာမရှင်းတော်လဲနောက်တစ်ဖန်ထပ်၍မဟောင်းဝန်းသောကြောင့်လူဆိုးကိုချမ်းသာပေးလိုက်ရ၏မောင်းနှင်းသောသူသည်တစ်ဖက်သို့လိုက်ပါတိမ်ဆောင်လွန်းလျင်အတင်းခတ်၍မတိမ်မဆောင်နင်းရကဲ့သို့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေစကားကိုမတင်မကျပြောဆိုသည်ကိုခတ်တဲ့မောင်းနှင်းစကားပြောနည်းဟုမြည်ရ၏စကားပုံနှင့်တကွစကားပြောနည်းကိုရှေးဆရာများသည်ဤသို့အမှတ်ထင်တွင်တင်ထားရခဲ့ကြသည့်အပြင်စကားအရာအင်္ဂါ10ပါးဟု၍လည်းပြညွှန်းခဲ့ကြလေ၏စကားကိုပြောခွင့်ရှိမှပြောရခြင်းကာလဝါဒီနှင့်ဟုတ်မှန်သည်ကိုသာပြောရခြင်းဘူတဝါဒီတရားသဖြင့်သာပြောရခြင်းဓမ္မဝါဒီ4အကျိုးစီးပွားရှိသည်ကိုပြောရခြင်းအတ္တဝါဒီ5ချစ်ခင်ဖွယ်သောစကားကိုပြောရခြင်းပိယဝါဒီ6ပြုံးရွှင်မှုရှိထား၍ပြောဆိုရခြင်းမေဟိတဗုဒ္ဓဘာနီ9မတော်မရှိချင့်ကြံ၍ပြောဆိုရခြင်းမေတ္တာဘာနီ10အစောတလျင်မပြောရခြင်းအတူရိတဝါဒီ9ရက်ကြီးသူတို့အတုံးနှုံးကိုပြော၍ယူ၍ပြောရခြင်းပေါ်ရီ10တန့်ရှင်တိကျပြတ်သားစွာပြောရခြင်းဝိတဝါဒီမြန်မာတို့၏စကားကိုလေးလေးနက်နက်တန်ဖိုးထားကြစေရန်အတွက်ရှေးပညာရှိကြီးများသည်ဤကဲ့သို့လက်ဆင့်ကမ်းကတဆင့်မှဆင့်ပညာအမွေပေးခဲ့ကြရမှစကားပုံများစွာတို့ကို၎င်းကိုလည်းအကြောင်းရင်းပြုပွနှင့်ကွာတည်တံ့ဖော်ပြပေးခဲ့ကြလေသည်ဤသို့ဖော်ပြပေးခဲ့ရတွင်ဗိမိထရာလင်္ကာရဆုံးမစာနှင့်ဗိမိထရာစကားပုံပေါင်းချုပ်ကြီးကန်းကိုရင်စကားပုံအတုလဆရာတော်စကားပုံပေါက်ကံမောင်ချိုစကားပုံဘိုးသူတော်ဦးနုစကားပုံနှစ်ထပ်ကြော့စကားပုံစသည်တို့မှာထင်ရှားခဲ့ပါတော့လဲစကားပုံဤအကြောင်းရင်း
ပြုပွတ်များပါဝင်ခြင်းမရှိသည့်ကကြောင့်လင်္ကာများနှင့်တီကုန်းထားလင်္ကာများနှင့်တီကျုံထားကသည်ကိုလည်းတကြောင်ကြောင့်ထပ်ဆင့်ဖော်ပြခြင်းမပြုတော့ပဲဤစာအုပ်ထဲတွင်မြမတို့၏နားနှင့်ဆွဲနေပြီဖြစ်သောစကားပုံများကိုထိုစကားပုံများကိုပြုပွတ်စသည်များနှင့်နိပတ်တော်လားရာဇဝင်လားစသည့်စကားပုံများနှင့်ကိုသာရွေးချယ်၍ဖော်ပြလိုက်ရပါသည်တို့ပါ၍မြန်မာစာပေကိုအရေးထားလေးစားနိုင်ကြပါစေဟုဆုတောင်းလိုက်ရပါသည်